အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Mind Golden Pedagogy Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှစ်တစ်ခေါက်တုန်းကပြဿနာတဘောရရနဲ့ပြဿနာအင်္ဂါတွေအကြောင်းချမ်းမြေဆွေးနွေးပြီးသွားပြီဆိုတော့ဒီတစ်ခေါက်မှာပြဿနာရဲ့ပထမဆုံးအင်္ဂါရဖြစ်တဲ့ရွေးချက်အကြောင်းကိုအသေးစိတ်ဆွေးနွေးသွားပါမယ်အခုလိုဆွေးနွေးတဲ့အခါမှာရေတဲ့ပြဿနာကိုအဓိကထားဥပမာပေးပြီးတော့မှအပိုင်း၃ပိုင်းခွဲပြီးတော့ဆွေးနွေးပြီးသွားပါမယ်ပထမဆုံးပိုင်းကအစာဆိုရဲ့ဘဝနဲ့ဝိသေသရွေးချက်ဖြစ်ပါတယ်ဒုတိယအပိုင်းကရေတဲ့ပြဿနာရည်ဖြစ်တဲ့အကြောင်းအရာဖြစ်ပြီးတော့နောက်ဆုံးပိုင်းကတော့ရေတဲ့ပြဿနာရဲ့ရွေးချက်ကိုဘယ်လိုဖော်ဆောင်ထားလဲဆိုတဲ့မှာဖြစ်ပါတယ်ဒါဆိုပထမဆုံးပိုင်းလေးကိုစလိုက်ကြရအောင်ရှစ်တစ်ခေါက်တုန်းကပြဿနာရဲ့ရွေးချက်ကိုဖြေဖြေမှုပေးလို့ခြင်းဘူးတုတပေးလို့ခြင်းဘဝအသိပညာပေးလို့ခြင်းဆိုပြီးတော့၃မျိုးခွဲပြခဲ့ပါတယ်အခုအသုံးခုကိုပြန်ပြီးချုံးလိုက်မယ်ဆိုရင်ရွေးချက်က2မျိုးပဲရှိပါတယ်ရေဘဝရွေးချက်နဲ့ဝိသေသရွေးချက်တို့ပဲဖြစ်ပါတယ်မြေတာပြောရရင်ဖြေဖြေမှုပေးလို့ခြင်းဟာရေဘဝရွေးချက်ဖြစ်ပြီးတော့ဘူးတုတနဲ့ဘဝအသိပညာပေးလို့ခြင်းတို့ကတော့ဝိသေသရွေးချက်တွေပဲဖြစ်ပါတယ်ပြဿနာပုတ်ရဲ့ရေဘဝရွေးချက်ကိုအလွယ်တကူသိမြင်ခံစားနိုင်ပေမဲ့ဝိသေသရွေးချက်ကိုတော့အလွယ်တကူသိမြင်ခံစားနိုင်မှုဆိုတာမသိကြပါဘူးဒါဆိုဘယ်လိုလုပ်မှဝိသေသရွေးချက်ကိုဖော်ထုတ်ခံစားနိုင်မှာလဲဝိသေသရွေးချက်ဟာစာဆိုရဲ့ဘဝနဲ့ထပ်တူကျနေတဲ့ဘဝအသိမြင်ဖြစ်ပါတယ်ဘဝဖန်သားပြင်ဘဝအလင်းရောင်လို့လည်းမှတ်ယူလို့ရပါတယ်ဒါကြောင့်ပြဿနာစာဆိုရဲ့ဘဝကိုသိဖို့လိုအပ်ပါတယ်စာဆိုရဲ့ဘဝကိုသိဖို့လိုအပ်တယ်ဆိုတဲ့နေရာမှာစာဆိုကိုဘယ်သူဘဝကဘယ်ခုနှစ်မှာမွေးတယ်ဆိုတဲ့ခုနှစ်တက္ကရာတွေအမီနာမတွေကိုအကျက်သူရေးတောက်ထောက်သိရမယ်ဆိုတာထက်ဘယ်မိဘမျိုးကဆင်းသက်လာပြီးဘယ်စာသည့်အငွေ့သက်တွေစာဆိုကြီးပြင်းရာခေတ်ရဲ့ဘယ်အခြေအနေတွေဘလို့ပတ်ဝန်းကျင်တွေဘလို့ဘဝအတွေ့အကြုံတွေကစာပေကိုဘလို့ရိုက်ခတ်နေလဲဆိုတာကိုဆင်ញင်သုံးသပ်အကဲဖြတ်နိုင်ဖို့ကိုဆိုလိုတာပါဒီနေရာမှာရေသည်ပြတ်သက်စာဆိုဥပုံညာရဲ့အထုပ်ပတ်တီကိုတာရကားဆောင်ပြပါမယ်ဥပုံညာကိုစလီမျိုးသားရွာသားမျိုးဖြစ်တဲ့တကြီးဦးမြတ်ဆန်နဲ့အမိဒေါ်လာရင်တို့ကဝေဖန်ခဲ့တာဖြစ်ပါတယ်နှစ်သားရွယ်မှာအမိဖာတွေနဲ့အတူတူအမရပူရမျိုးတာယာဝရီမင်းထံခါသားဝင်တဲ့အခါစီတော်ယုံမှာစီကိုပုတ်ခတ်ကစားတဲ့အတွက်တာဝရီမင်းကြီးကမောင်ပုတ်စီလိုငယ်ပြီးခဲ့ပါတယ်ဉာဏ်ပညာထက်မြက်သလောက်ဇာတာပင်ကိန်းခန့်အရာဥပိ္ပစေရကံမကင်းတဲ့ဥပုံညာရဲ့ဘဝဟာစိတ်ဝင်စားစရာကောင်းလာပါတယ်ရန်ဝစ်လိုက်လူဝစ်လဲလိုက်နဲ့စာပေမျိုးရေးသားခဲ့ပါတယ်တာယာရီမင်းတရားကြီးလက်ထက်ကနေပြီးတော့မှစပြီးတော့မင်းသုံးမင်းလက်ထက်အထိရှင်ဘီရင်တွေအင်ရှင်မင်းတွေမင်းကြီးမင်းသားတွေနဲ့အနီးကပ်ထိတွေ့ဆက်ဆံခဲ့ရသူဖြစ်ပါတယ်မင်းကြီးမင်းသားတွေရဲ့အရေးကင်းအရှုပ်တော်ပုံတွေကြမှာမကင်းရမကင်းကြောင်ဖြစ်ခဲ့တာမို့မြင်းကွန်းမင်းသားနဲ့မြင်းခုနိုင်မင်းသားတွေရဲ့ပုံကံမှုမှာအခါပေးမိတာကြောင့်ဘဝနေကုံဆုံးသက်ခဲ့တာဖြစ်ပါတယ်ဒီစာစုဥပုံညာရဲ့ဘဝကိုရှုမြင်သုံးသပ်မယ်ဆိုရင်သူဟာထိနှန်းဝင်းကျင်မှာကျင်လည်ခဲ့တဲ့အတွက်ကြောင့်သူ့စာပေသူ့ပြဆက်တွေရဲ့ရွေးချက်ဟာအုပ်ချုပ်မင်းလုပ်သူတွေနဲ့ဆက်နွယ်နိုင်တယ်လို့မှတ်ယူနိုင်ပါတယ်အဲ့ဒီဆက်နွယ်မှုတွေကမှတဆင့်သူပေးခြင်းတဲ့ဘဝအသည့်ဘဝအလှကိုသူသက်ဆွမ်းတဲ့ပြဆက်နဲ့ကျွန်တော်တို့ထံကိုပို့ဆောင်မှာဖြစ်ပါတယ်ဆက်ပြီးတော့ပြဆက်ရည်ဖြစ်တဲ့အကြောင်းရင်းကိုလေ့လာကြရအောင်စာစုဟာပြဆက်တစ်ခုကိုဖန်တီးတဲ့နေရာမှာအကြောင်းရင်းတစ်ခုကိုဥတည်ပြီးဖန်တီးလေးရှိပါတယ်မြင်သာပြောရရင်တဏှာရာကိုဥတည်ပြီးသွားနေတဲ့များတစ်စင်လို့ပေါ့ဒါဆိုစာစုပုံညာဟာရေသက်ပြဆက်ကိုဘာကြောင့်ရေးခဲ့တာလဲဒါကြောင့်လည်းတိတိမိမိပြောရရင်စိတ်ဝမ်းကွဲနေတဲ့မင်းသုံးမင်းနဲ့ကနောင်မင်းသားတို့ကိုပြန်သိစေခြင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အကြောင်းရင်းပြည့်စုံကတော့ဒီလိုပါကနောင်မင်းသားကနောင်တော်မင်းသုံးမင်းဟာတားတော်မင်းလုံးမင်းသားကိုအိမ်ရှိပေးဖို့ကြံနေတယ်လို့အထင်လွဲနေပါတယ်နောင်တော်ရဲ့အမှုကိုရွရွချွန်ချွန်ထမ်းရွက်ခဲ့ပါလျက်အခုလိုကြံစီတာကိုပုံဝင်မကြပါဘူးဒါကိုအကြောင်းပြုပြီးဖုန်းကိုကြီးမားတဲ့ညီတော်ရဲ့အသက်တွေနဲ့နောင်တော်ရဲ့အသက်တွေဟာမညီမညွတ်ဖြစ်နေပါတယ်ညီတော်ကနားကိုက်လို့ဆိုပြီးညီလာခံမဝင်တဲ့အတွက်ကြောင့်နောင်တော်ဟာစိတ်မချမ်းမသာဖြစ်ပြီးအခေါ်လွတ်ခဲ့ပေမဲ့မလာခဲ့ပါဘူးဆက်ကြတွေမိဖုရားကြီးကနေမှသဆင့်ဖြောင်းဖြောင်းမှသာညီလာခံဝင်ပါတယ်အဲ့ဒီခါမှာမင်းသုံးမင်းပြောလိုက်တဲ့စကားဟာကျွန်တော်တို့အတွက်တိတ်ကိုမှမှတ်သားစရာကောင်းလာပါတယ်မင်းသုံးမင်းကြီးကဘာပြောတော့ဆိုရင်နောင်တော်ဟာတဲ့အဘဲသားကိုမျှအိမ်ရှိအရာထားရန်မကြံရွယ်ခဲ့ပါတဲ့သားဆိုဒီမှာအဘဲအခါမဆိုလူတော်ရနိုင်ပါသည်တဲ့ညီတော်မှနောက်ထပ်၍မရနိုင်ပါဆိုပြီးတော့ဝမ်းနဲ့ကြေခွဲသာမိတ်လိုက်ပါတယ်ဒီစကားကိုကြားကြခြင်းပဲညီတော်ကနောင်မင်းသားဟာမင်းသုံးမင်းကြီးကိုဝန်ချတောင်းပန်ကြတော့ပါတယ်ကဲအခုရေသက်ပြဆက်ရဲ့ဝိသေသရွေးချက်နဲ့ရေသက်ပြဆက်ရေးပြတဲ့အကြောင်းရင်းလေးတွေကိုသိပြီးသွားပြီဆိုတော့ရေသက်ပြဆက်ရဲ့ရွေးချက်ကိုစာဆိုကဘယ်လိုဖော်ဆောင်လာလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဥပုံညာဟာသူ့ရဲ့ပြဆက်ကိုဖန်တီးတဲ့နေရာမှာရွေးချက်နှစ်ခုစလုံးကိုဟန်ချက်ညီညီဖော်ဆောင်ဖန်တီးထားပါတယ်ပထမဆုံးအနေနဲ့ဖြည့်ဖြူပေးချင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ခေတ်ကလူကြိုက်များတဲ့ဖျားစနစ်ဘက်ကိုရွေးချယ်ခဲ့ပါတယ်အဲ့ကနေမှတဆင့်ကျေးဇူးရှင်ကိုမပြစ်မှားသင့်ဘူးဆိုတဲ့ဝိသေသရွေးချက်ကိုဖော်ဆောင်ပါတယ်ဝိသေသရွေးချက်ကိုထိထိမိမိဖော်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်950အထာဏိဘက်ကဂင်္ဂါမလာဆက်ကိုအစဆုံးသူမယူပါဘူးဥရိယမင်းကြီးနဲ့ရေတယောက်ကြားချစ်ကြည်ကံတိုင်းပြည်လွှဲအခန်းဝန်ချတောင်းပန်ကန်းနဲ့ရေတယောက်ကြားနောင်တရပြီးတောထွက်တဲ့အခန်းအထိပဲယူပါတယ်အဲ့ကနေမှတဆင့်ဇက်ဆောင်တဲ့နောက်ခံဒေတာချစ်ချစ်လေးလေးနဲ့သူ့ရဲ့ရွေးချက်ကိုဖော်ဆောင်ဖန်တီးပါတယ်ဒါပြင်ကမှသူ့ရဲ့ပြောင်မြောက်လှပတဲ့အပြောစကားတွေကိုအဓိကထားပြီးရွေးချက်နှစ်ခုစလုံးကိုပေါ်လွင်အောင်ဖန်တီးသွားနိုင်တာတိတ်ကိုမှမှတ်သားဝယ်ကောင်းလာပါတယ်ဒါပြင်ကမှသူ့ရဲ့ပြောစကားတွေဟာပြည့်သက်ကိုလူလဲမှန်နှလုံးလဲတော်သူတွေဖြစ်အောင်ပံ့ပိုးနိုင်စွမ်းရှိပါတယ်အခုဒီအပိုင်း၃ပိုင်းပြင်ကိုမှထပ်ပြီးဆွေးနွေးကြတဲ့တစ်ခုရှိပါတယ်
ပြက်ဆက်စာပေဘာကြောင့်မိမိသွားရလဲဆိုတာပါအဖြေကရှင်းပါတယ်ရည်ရွယ်ချက်နှစ်ခုဟန်ချက်မမျှလို့ပါကိုလိုနီခေတ်ပြက်ဆက်တွေဟာဖြည်းဖြည်းမှုလွန်ခဲ့ပြီးတော့မျက်မှောက်ခေတ်ပြက်ဆက်တွေကတော့ဘဝအသည့်သင်ခန်းစာတွေတအားများနေလို့ပါဒီအချက်ကပဲပြက်ဆက်စာပေမိမိသွားရတဲ့အကြောင်းရင်းတွေကတခုဖြစ်လာပါတယ်အဲ့ဒီတော့အချုပ်အနေနဲ့ပြောရမယ်ဆိုရင်ပြက်ဆက်တဲ့ဘုတ်ကိုလေ့လာတဲ့အခါမှာဘလို့ရည်ချက်တွေနဲ့ရေးထားလဲအဲ့ရည်ချက်တွေကဘလောက်ထိဟန်ချက်ညီညီပေါ်လွင်နေလဲအဲ့ရည်ချက်တွေကဘလောက်ထိအဖို့တန်လဲဆိုတာကိုလေ့လာအကဲဖြတ်တတ်ဖို့လိုပါတယ်အကြီးကြီးဆုံးကတော့စာဆိုရဲ့ဘဝကိုစာပေနဲ့ဆက်ဆက်ရှုမြင်တတ်ဖို့ပါတနည်းပြောရမယ်ဆိုလို့ရှိရင်ရည်ရွယ်ချက်နဲ့ဆက်ဆက်ရှုမြင်တတ်ဖို့ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်